မင်္ဂလာပါချစ်ဆုံးတို့ရေလုံးဝဗီဒီယိုအများကြီးပြတာလည်းကြာပြီဆိုတော့အခုကအဓိကတော့ဒီ cream လေးအကြောင်းပြောရင်းနဲ့ skin care နဲ့ဗီဒီယိုရိုက်တာပေါ့နော်အခုပြောတဲ့ Dr. Rachel ဆိုရဲပေါ့နော်အဲ့ night cream သူ့ကိုလိမ့်တာတပတ်အတွင်းကို result ကအရန်ကောင်းလို့ amazing ဖြစ်သွားတယ်သလားနော်သူက vitamin A နဲ့ retinol နဲ့ပေါင်းထားတာအဓိက retinol ဆိုတာ vitamin A group ထဲမှာပါတယ်သူကဓာတ်ပစ္စည်းတစ်မျိုးပေါ့နော်သူကအဓိကတော့ omega တွေကိုသူကရောချပေးတယ် anti aging တို့ anti wrinkle တို့ပြီးလို့ရှိရင်သားရည်ကိုတခါတည်းသူကဆွဲသိမ်းလိုက်တာပေါ့နော်အသားရည်ကိုဆွဲသိမ်းစေတယ်သူကညာပိုင်းမဲ့လည်းရတာဘာဖြစ်လို့ဆိုတော့ retinol ပါလို့ retinol ဒီလုံးဝနေဘက်လိမ့်လို့မရအောင်သူဒီနေရောင်တန်ကိုသူကမခံနိုင်ဘူး retinol လိမ့်ပြီးလို့ရှိရင်ညာဘက်လိမ့်လို့ရှိရင်မနက်ပိုင်းကိုနေကောက်ကောင်းကောင်းလေးရမယ် moisturizer များများဖြည့်ရမယ်အဲ့လိုမျိုးပေါ့နော်ဒါသူ့ရဲ့အားနည်းချက်အားသာချက်ရှိတယ်အဓိကကတော့သူဒီညဘက်ပဲသုံးပေးရမယ်ညဘက်ပဲသုံးပေးရမှာဖြစ်တဲ့ကြောင့်မလို့အခုကိုကလေဟိုအသက်က40 plus ဆိုတော့ကိုစမ်းနဲ့သုံးလိုက်ကြည့်ကော within a week မှာလုံးဝအရန်ကိုပေါ့နော်အသားကြီးအရေးကြောင်းနေတင်းသွားတာနော်အရေးကြောင်းနေတင်းပြီးတော့ဘာဖြစ်သွားလဲဆိုတော့ဟိုမျက်နှာပြောင်တင်းအောင်ဖြစ်သွားတာတလားသူ product from သူကပေါ့နော်အိန္ဒိယကနေထုတ်ထားတာနော်အိန္ဒိယကနေထုတ်ထားတာလုံးဝ FCA proof ဖြစ်တယ်အဲ့ဒါကိုကျမရဲ့ page မှာတင်ရောင်းပေးခြင်းနဲ့ကောင်းလို့ကိုယ်နိုင်ငံလူတွေကိုသုံးစီခြင်းလို့ကောင်းလို့တင်ရောင်းပေးခြင်းနဲ့သူ့ကိုဈေးကမများဘူးနော်ဈေးမများဘူးကျမဒီကပို့လိုက်တဲ့ကာကိုကားလေးနဲ့ပဲသိတယ်မလားဖြစ်စွပြီးတော့ကျမဈေးကို officially ကျမချပြမယ်အဲ့လိုမျိုးပေါ့နော်ပစ္စည်းကောင်းလေးတွေကိုအရင်ဆုံးစမ်းသုံးကြည့်တာပေါ့နော်ကိုစမ်းသုံးကြည့်ပြီးတော့ကောင်းတယ်ဆိုမှကိုယ့်ရဲ့ page မှာရောင်းမယ်လေကိုအဲ့လိုမျိုးစဉ်းစားထားတယ်ပြီးတော့နောက်တစ်ခုကကျမcoffee တောက်တယ်မလား coffee တောက်တာသူက3ပေါင်ကျတယ်ပေါ့နော်3ပေါင်ကျတယ်ဆိုတာစဉ်းစားကြည့်လို့ရှိရင်ကိုဘောင်းကကျမဒီworkout လည်းမလုပ်ဘူးမှန်တိုင်းပြောလို့ရှိရင်နော်လောလောဆယ်မှာလှုပ်ရှားမှုတိတ်မရှိတဲ့လူတယောက်ဖြစ်နေတယ်ပေါ့နော်အိမ်မှာပဲကိုယ့်အကိုအိမ်လှုပ်ပြီးတော့နေရတဲ့ပုံစံလှုပ်ရှားမှုတိတ်မရှိဘူးဆိုတော့ဒီတော့တင်မှာတော့မှပဲတက်တော့စားပေါင်က3ပေါင်အောင်ကျတယ်ဆိုတော့ဒါဒီ consistency သွားမယ်ဆိုလို့ရှိရင်တစ်လောက်3ပေါင်လုံးနဲ့ဆိုလို့ရှိရင်အနည်းဆုံး3လဆိုလို့ရှိရင်10ပေါင်လောက်ကတော့ကျတယ်ဟုတ်တယ်မလားအဲ့တော့အဆင်ပြေတယ်လေအစား short စီရမလို့ပဲနဲ့အဲ့လိုမျိုးကျတယ်ဆိုတော့အဆင်ပြေတယ်ပြီးတော့အရသာ perfect เนาะအရန်ကောင်းတယ်ရသာအရန်ကောင်းတယ်အဲ့တစ်ချက်နဲ့ကျမတောက်ချင်သွားတာအဲ့ကြောင့်ကျမခုစမ်းတောက်ကြည့်တယ်ကျမရမ်းကြိုက်တယ်ကျမအဲ့အကိုလည်းရောင်းမယ်ဖြည်းဖြည်းမှန်နဲ့ဝိတ်ချခြင်းတဲ့လူတွေအစားရဲကိုစားလို့ရတယ်ကွာအစားစင်ကျင်စရာလည်းမလိုဘူးအဲ့လိုလူသက်ဆိုလို့ရှိရင်အဆင်ပြေတယ်အဲ့ coffee ဒီတေချာပုံမှန်လေးတနေ့မှကျမတော့ခွက်ပဲတောက်တာနော်ကျမလည်းမလိုင်းပြောရင်နှံ့မျောတယ်ရှင်တနေ့တော့ခွက်လည်းမတောက်နိုင်ဘူးတနေ့ကိုမနက်မိုးလေးနာနဲ့အဲ့တစ်ခွက်လေးတောက်လိုက်တယ်ပြီးလို့ရှိရင်ကိုယ့်အကိုစားချက်ရှိရစားပဲအဲ့တော့မှ